ကြီးကျောင်းမှာသူတို့ဘာလုပ်တယ် ဘုန်းကြီးကျောင်းမှာလူသားလောက်တာဘာလို့မှလည်းဘုန်းကြီးကြီးအဲ့လိုကြတယ် ဟောစုပေးမယ် သူ့ပေးမှာ Facebook မှာ post တင်ပြီးရင်စစ်ဆေးရမယ့်အရာလေးတွေရှိတယ် เมื่อดอกခါမှာခြားဖို့ ဒီမှာဆိုရင် ငါတော်တွေကဘုန်းကြီးကျောင်းမှာ ဒီမှာဝင်ကြည့်လိုက် ဘုရားဘာသာဝင်များဘုန်းကြီးကျောင်းမှာ ဒီ see inside see inside M as ဆိုတဲ့နေရာမှာဝင်ကြည့်လိုက်ရတယ် Number 16หมายเลข16รับเอกสาร ဒီမှာကိုယ့်ရဲ့ content quality ကိုပြောထားတယ် အဲ့နေရာမှာ ပြည့်စုံတယ်ဆိုရင် เนื่องจาก your real has a caption real မှာ real မှာ caption တိုက်ရမယ် your real has music or song မတချင်းရဲ့အတန်ရဲ့ပါရမယ်နောက်တစ်ခါ you raise a recommended resolution မှန်ရမယ် จะเข้าไปวนသွားတဲ့ ကို16ပေါ့ကို16 every resolution ทางที่จะเข้า commented မှာ aspect ratio ဒီကောင်ကဒီမှာက aspect ratio ကို16 your content video photo တမကောင် video လည်းပါရ content video လည်းပါရမယ် ပြီးတော့ ငါပြီးတော့ဓာတ်ပုံလည်းပါရမယ်အဲ့ဒါတွေအကုန်ပြည့်စုံ အဲ့ ပါ တော့ကိုက ရှ ဓာ င်း တ် ပြ ပုံပို့လာတော့အားလုံးရဲ့စာဆရာမတို့ နောက်တစ်ခုက ဒါပေမဲ့ဆရာမပြင်တဲ့အခါကျရင်ဖုန်းရဲ့ဟာကြောင့်သူကဒီလို နောက်တစ်ခုကဒီအောက်မှာ သူအတဲ့ပဲ this book has ဆရာမပြင်နေတဲ့အခါကျရင် your typical viewers ဆရာမကြည့်နေတာဒီလိုပဲရှုပ်နေတယ်မလားနည်းနည်းအတဲ့လေးလုပ်ပြီးပို့ပြီးနော် audience video မှာက ပေါ်ကတပိုက် ကိုယ့်ရဲ့ audience ပေါ်က တွေ တပိုက်ဟိုဆိုကြအောင် ဟိုကကြည့်ချင်တယ်ဆိုရင်လို့ကြည့်လို့ရတယ်ဒီမှာကျရင်ဒါ ratio မှန်လို့ ratio မှန်လို့ဟိုကပြနေတယ်ဒီမှာသူ့ရဲ့ ratio ကဒီကောင်ပဲ สมัยก่อน ကို16 ratio ชื่อตารางกับ ကို16 ratio မှန်လို့ เม ဟိုကပြနေတယ် ratio မှန်လို့ဟိုကပြနေပါတယ် เมษายนของ ratio ကိုမှတ်ထားပါ ratio မှတ်ထားပါ ปัจจุบันวันสงกรานต์ post တင်ပြီးတိုင်းအားကြည့်ရမယ် วันที่ post တင်ပြီးတိုင်းကြည့်ရမယ်အဲ့ဒါကြောင့်မှအဆင် และ ပြေမယ် เป็นวัน ဒီမှာကကိုယ့်ရဲ့ ဗီဒီယိုလိုကြည့်တဲ့ คนไท ရှင် ย နဲ့ จะทำบุญตัก rich บาตร more people က และทำอาหารไปถวายพระพฤกษาสงฆ์ ဒီမှာက reaction နဲ့ ในวันนี้ ဒီမှာကလေ့ကျင့်ဖို့ကောင်းဆုံးက series bus practice တဲ့ เอ่อ ဒီမှာကဘာကြီးကြည့်ရမှာလို့ဆို ขึ้นทายเข้าวัด hashtag คนไทย hashtag ခံရမယ် moving ส forward มัย add โบ hashtag ราณ to your videos description အဲ့ဒီ video နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဒီကောင် hashtag ဆိုတာက เราเดินออกจากวัด hashtag ဆိုတာကဒါလေးကိုပြောအားလေးခံရမယ် จาก နောက်တစ်ခါ close caption video မှာ caption ပါရမယ် จาก နောက်တစ်ခါ video ratio ပေါ့သူက video ratio ဒါလေးတွေဒီကတော့ဒီကောင်နဲ့ဒါလေးတွေပါရမယ် လို့လားရင်အရင်တော့တော့ အဲ့ဒါလေးတွေပါရပါမယ် เขาจะมาทีนี้เรียนเท่าไหร่อะคะเหรียญนี่ Number 17หมายเลข17รับเอกสาร ဒီမှာ write description for your video နောက်ပြီးတော့ description ပါရမယ် now ensure your latest ခုနကလည်းစေ ซึ่ง ခုနကလည်းစေဒီကောင်ပါရ พ မ ระ ယ် ที่ สุสง ဖြစ် now make sure your video is longer than 3 minutes 3 minutes 3 minutes ပဲအမျိုးဖြစ်မယ်3 minutes ကျော်တာနဲ့တော့အကုန်လုံးခွဲထုတ်ပလိုက်မယ်အခန်းအဲ့လိုခွဲထုတ်ပလိုက်အဲ့ဒီ ratio တွေဘာတွေသူရဲ့ sequence ချက်တွေအကုန်ပါမှရမယ် กรอาบ အဲ့ဒါမှသာသူရဲ့ ครับเดี๋ยวมาเดินเอง น้ำอบ sequence နဲ့ညီမယ်တဲ့ Facebook ကတကယ်လို့ post တင်မယ်ဆိုရင်ပေါ့ ใช่ใช่ အဲ့ဒါ ใช่ လေးတွေသတိထားဖို့လိုပါတယ် ใช่พรุ่งนี้ผมจะไปหาหมอ แล้ว มั นาน งสุดท้ายอ่ะ ไม่ ติ๊ รู้ ก ခုနက อะไรเรียกว่าโนโนอ่านค่ะ ပြန်ပြောပေးပါမယ်ခုနက20ဖြစ်ရပါမယ် resolution ဖြစ်ရပါမယ်နောက်ပြီးတော့3 minute ข้างหน้าติด ထက်မကျော်ရပါဘူး อันนั้นก็เปลี่ยนคนให้คนเนทนอ่านค่ะเนทนค่ะ ဒါလေးတွေကြည့်ပြရပါမယ်
96ဒါမှမဟုတ်45 ratio ဖြစ်ရပါမယ် อย่าโดนน้ำเด้อ caption တက်ရမယ် บุก အဲ့ဒါလေးတွေရေးကြည့်ပါလေ เสกคอม မိ จะ မိရဲ့ post တင်ပြီးတိုင်းပေါ့မိမိ post တင်ပြီးတိုင်းပါရမယ် คอมจะและการน้ำการ okay thank you ကျေးဇူးတင်ပါတ ส ယ် นุกสนุก